အဲဒီနောက်ဆရာလူကန်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇေယျကျော်တင်ထိန်ဝင်းကကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးအားကာကွယ်ရေးဦးစီးချုပ်ရုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးခန့်အပ်ကြောင်းခန့်အပ်လွှာအားဖတ်ကြားတင်ပြပါသည်အဲဒီနောက်လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မူကြီးသရိုးမဟာသရိစီသူသရိုးတီလူသူတို့မှမရောက်နိုင်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်ပြီးကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးထံသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆောင်ရောင်တားနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏အလံတို့ကိုလွှဲပြောင်းပေးအပ်ပေးပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးစီးကွပ်ကဲမှုတစိုက်ကိုတက်ဆင်ပေးပါသည်အဲဒီနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဇေယျကျော်တင်စီသူရဲဝင်းဦးကတာဝန်လွှဲပြောင်းပေးရခဲ့သည့်ရခိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ထံသို့ဂုံပြုအဆောင်ရောင်တားကိုဂါရဝပြုပြန်လည်ပေးအပ်ပါတယ်